What's up? အဲ့ရချစ်တဲ့အလိုက်မိသားနောက်ကကျမတို့ရဲ့ဒီလမ်းတွေကလေးရေကစားနေအတန်လေးနဲ့တော့နှုတ်ဆက်လိုက်ပါရယ် Happy Tinchan guys. So this is our signature flowers of Tinchan. ပါတော့ဒီတစ်ခေါက်တစ်ချံ long holiday မှာအချင်းလေးတို့မလို့ကုံဆုံးနေကြပါလေအဲ့လာတော့ဒီတစ်ခေါက် long holiday မှာ isu chill မယ်ရတာရှိရရေးစားမယ်လို့ဆက်ရှိရရေးလုပ်မယ်အလားရဲ့ plan ထားတဲ့ဟာတွေအတွက်လုပ်မယ် like long holiday plan လေးပဲဖြစ်ပါတယ်အဲ့တော့ so နေ့ကတော့မနက်ပိုင်းမှာအလား contact အတွက် recording လုပ်စရာရှိရဲအဲ့တော့ပရက်ရှိနဲ့တခါလေးအခွင့်အရေးရတော့ contact တွေအကုန်ရေးလိုက်တယ်ရေးပြီးတော့2လစာလောက်တော့ရှိမယ်နဲ့တူတယ်ဒီကမှ trading series recording လုပ်လိုက်တယ်ဒီဥစ္စာလေးခဏလုံးလို့ပါဒီဥစ္စာဆရာမရက်ရှိပိတ်ထားတော့အင်စာကြီးအများကြီးပြလိုက်တယ်အခုချိန်ဘာမှမလုပ်အတူနားနဲ့ let's get started အဲ့လာလိုပဲဒီဥစ္စာလေးလာနေတဲ့သူရှိလို့ရှိရင်အဲ့လာ share ပေးချင်တာဒီရေးကြတော့တရုတ်ရဲ့စုပ်ချက်လေးရေးကြရမှာဆိုတော့ဒီလိုစာအုပ်လေးအများကြီးဝယ်ရတာအကောင်းဆုံးပါပဲအဲ့တော့အလားစစချင်းတက်တော့ဆိုအချိန်သိမ့်မရတယ်မရလိုက်တော့အလားတို့ရုံးနားမှာရှိတဲ့city map တွေမှာ yes city map တွေမှာရှိရဒီလိုစာအုပ်ကလေးတွေသူတို့ရေးထားတဲ့ဒီလို writing အကွက်လေးဆိုပြီးတော့ဒါမျိုးလေးဒီနားလေးမှာကြည့်လို့ရတယ်ဒီမှာရေးတာ10 x 13 so like which means ဒီအချိန်မှာ10အလျား10ကဒီလိုမျိုး10က73ကအဲ့လိုမျိုးပါတဲ့ဟာလေးပဲနဲ့ပဲကျင့်လိုက်မိရပါတော့ဆိုအလာဘေးစမှာတော့တအုပ်ခွဲလားမသိဘူးပုံနဲ့နဲ့တူရေးချင်တာဒါအလာရဲ့ဟုတ်ဒါကစုတ်ချက်တွေကိုစကလုံးနေရာတည်တည်ချင်းတော့မှတ်မိလို့ပြည့်ပြည့်ကြည့်လို့မရတော့ဖတ်စာအုပ်လိုမျိုးပေါ့နော် main book စကလုံးတွေအကုန်စုရတာအခုဒီတစ်ခေါက်မြုပ်တဲ့ကိုသွားလှည့်တော့ငါအလားထက်ရလာတဲ့ဟာဒီဒါလောက်ရှစ်ကိုယ်လည်း mention လုပ်ပြီးတာဒီလိုအကွက်လေးတွေအဲ့တော့ဒီကောင်လေးတွေကကိုယ့်လက်ကြီးကိုပိုလှစေတယ် could you guys see this မြင်ရလားတော့မသိဘူးတတိအလဲလေးမှာတားပြထားတဲ့ guideline လေးပါပါတယ် so ရေးတဲ့အခါမှာပိုလှရကွာဒီ line so like you can see here အဲ့တော့ကွာခုမှကျင်းတဲ့သူဖြစ်တဲ့ကြောင့်မလို့ဒီကောင်လေးတွေကဘယ်နှကွက်လဲ I think မရှိဘူးဆိုရင် yeah just 6 7ခုနကွက်10ပါလောက်ပဲရှိမယ်ဒါမျိုးစာအုပ်လေးလည်းရှိရယ်နောက်အကွက်ကြီးရဲ့ဟာကြီးအဲ့ဒါတွေအကုန်လုံးကိုမြို့တဲက Ruby Map လားအဲ့ဒီမှာအဲ့လာရလိုက်တာပေါ့နော်တအုပ်မှာ1000ကျော်ပဲတော့ရှိပါရောအခုချိန်လေးမှာဈေးကတ်ထားသေးတယ် just 1000ကျပ် so အမျိုးလေးတွေအများကြီးဝယ်ပြီးတော့ကျင်ပါပြီးရင်ထားပါတော့ဒါတော့ maybe like just note taking လို့ဟာအဲ့တော့ဒါလေးတွေအဲ့ဒါပုံမှန်ဆို normally မှားနေတာဒါရှင်းရဟာလေးဒီကောင်လေးတွေကတတ်မှာလားဒီအတွင်းတွေက plain ပြပါတတ်မှာအဲ့ဒါတော့ mostly အလားစားလို့ရှိရင်ဒါနဲ့လုပ်လို့ရှိရင်ဒီကောင်က just note taking ဘာဖြစ်ပြောတဲ့ဟာတွေကိုမှတ်ချင်မှတ်တဲ့ဟာမျိုး and then textbook and ခဲ့တယ်အညောင်းဒီနေ့ကတော့တက်ချက်နေဖြစ်ပါတယ်မိုးလို့ရောတာလုံးမှဖြစ်ပါတယ်hey no wow can I try first ew you need it for yeah so cute ဘက်ကဟာလေးစိတ်လာဒီတမ်းမလေးလို့ကျောင်းမကြီးပွက်အညွှန်းချင်းတဲ့အခုကတော့စာနည်းနည်းလုပ်ပါမယ်ဘယ်လို lining လုပ်လဲဘာတွေလမ်းလဲဆိုလို့ရှိရင်ဥပမာ main topic တော့ရှိမှာပေါ့ဥပမာ Power BI နဲ့ပတ်သက်တာလေ့လာမယ်ဆိုရဟာနောက် business analyst concept နဲ့ပတ်သက်ပြီးလေ့လာမယ်ဆိုရဟာ like other language တွေနောက်တခြားပေါ့နော်လိုအပ်တဲ့ skills တွေလေ့လာရဟာအဲ့မျိုးအပိုင်းကဏ္ဍတွေရောရှိမယ်ဒါပေမဲ့လေ့လာတဲ့ဟာတော့ depends on my mood အခုဆိုလို့ရှိရင် I found this bookကဘာလဲဆိုတော့ဟိုအလာတို့ရီရတော့တင်ရတော့မဟုတ်ဘူးအလာညီမလေးကလည်းအလာနဲ့တူတူမိကြကိုယူခဲ့ရဆိုတော့ကြောင့်မလို့ဒီ understanding management ဆိုတဲ့စာအုပ်လေးကိုတွေ့ရပေါ့နော် normally ကတော့ဟိုတက္ကသိုလ်ကနေတော့နဲ့သူစာရေးသင်ခဲ့ရတယ်လုပ်ခဲ့ရတယ်ဆိုပေမဲ့ဒီအလုပ်ရောက်တဲ့အခါမှာပြန်ဖတ်တဲ့အခါမှာ point of view တွေကကွာတာလေးကိုသိရတော့အဲ့လိုအားရင်အားတယ်လို့လေဒီလိုအရင်တော့စာအုပ်တွေပေါ့နော်အလာဒီဘက်မှာတော့ရှိရဲစာအုပ်အပုံလိုက်ကြီးတွေအလားတင်တော့အလားရီရတော့ရှိခဲ့တဲ့စာအုပ်တွေရောအခုဒါဆိုရင်အလားညမလေးတော့တင်တာ maybe I think this second year တော့ဖြစ်လိမ့်မယ်အဲ့ဒီမှာတချို့ topic လေးတွေစိတ်ဝင်စားရှိလို့ဒီနေ့ကအဲ့ဒါလေးဖတ်မှာပဲဖြစ်ပါတယ်
This is my Komabu box. Main part က6ခုရှိတယ်အဲ့ဒီမှာအလားအခုလုံးနေရနေနည်းနည်းလေးဆက်ဆက်မှုရှိလောက်တယ်လို့ထင်တယ်ဒီ planning အပိုင်း leading အပိုင်း controlling အပိုင်းအဲ့ဒီအပိုင်းလေးကိုတစ်ချက်ဒီနေ့ကတော့ like maybe planning နဲ့ပတ်သက်တဲ့ဟာ planning goal setting manager decision making so let's see Okay guys နားစားလုပ်ခဲ့တာ10နာရီပေါ့နော်အခုက7ခွဲဆိုတော့2နာရီခွဲလောက်နေတဲ့ chapter တခုပြီးပါပြီ It's really nice chapter တို့လာကအခု planning အပိုင်းပေါ့နော် KPI အပိုင်းမှာတခုလုံးညာရှိရဲဆိုအဲ့တော့ဒီ plannings and goal setting နဲ့ပတ်သက်ပြီးတော့ learning လုပ်လိုက်ရတာတချို့ idea လေးတွေအလင်းပွင့်သွားရလို့ပြောရမှာ which is good နောက်ပြီးတော့အရင်တော့ကိုယ်ကမသိနေရဟာဒီသိလိုက်ရ I'm gonna share you through Ellery's sharing ဆိုရဲ series podcast လေးနဲ့တော့ဒါလေးတွေကိုပြန်ပြီးတော့ share ပေးပါတော့အချိန်ရရတယ်လို့ပုံမှန်ဆိုလို့ရှိရင် corporate လိုက်မှာဆိုလို့ရှိရင် like စနေတနင်္ဂနွေပိတ်တယ်ကွာဒါပေမဲ့လည်းအမြဲတမ်းငါနောက်ပတ်ဆိုဘာလုပ်ရမလဲလို့တွန်းနေရအမြဲရှိရကွာအဲ့တော့ဒီပိတ်ရမှာတော့အဲ့ဒါကြီးလည်းမတွေးတော့ဘူးဘာမှဒီမှာအမြဲတမ်းတော့ကနေတကူလိုက်နေလို့ပြင်းနေလို့ခံစားရတာ normally အလာတို့ရဲ့ဒီ corporate life သမားလေးတွေကပေါ့နော်ဆိုဒီတော့ပိတ်ရမှာတော့အဲ့ဒါမျိုးကြီးလည်းဘာမှစိတ်ထဲမှာအရင်မထားတော့ဘဲနဲ့ကိုယ့်ကိုလှုပ်ရှားရှိရလှုပ်တယ်လှုပ်ချင်လှုပ်လိုက်တယ်မှာစားလှုပ်ချင်လှုပ်လိုက်တယ်လမ်းနေလှုပ်ချင်လှုပ်လိုက်တယ်ရှိရှိကြည့်လိုက်တယ် and I want to chill just seeing outside အဲ့ဒါဆိုလည်း chilling လုပ်လိုက်တယ်အိတ်ချင်အိတ်လိုက်တယ်စားချင်စားလိုက်တယ် so which is really good and calm holiday လေးဖြစ်လိုက်ရလို့အရင်သဘောကျနေတယ်အဲ့တော့နောက်ထပ်ကျန်ရှိနေပြီဘယ်နည်းရကြံသေးလဲ today က15ရက်ဆို4ရက်ကျန်သေးတယ် let's see ဘာလုပ်မလဲဆိုတာboom shakalaka boom shakalaka Hi guys ဒီနေ့ကတော့တချင်နောက်ဆုံးရက်လေးပါ so ဒီနေ့အခန်းတန့်ရှင်းနေတယ်လောက်မယ်အပေါ်မှာအေးရခင်းနေ short hand လေးထားတာအဲချင်းလေးတို့တော့အဲ့လိုလုံးလေးရှိလာတော့မသိဘူးအလားတို့family မှာတော့ငကိုတဲ့အဲ့လိုနှစ်တယောက်ပြီဆိုလို့ရှိရင်အဲ့လိုအစ်စ်တွေလဲလိုက်တာတန့်ရှင်းလောက်တာအဲ့မျိုးလေးကျမအရင်သဘောကျတဲ့ our family culture kind of အခုတော့စာနည်းနည်းလုပ်မယ်ပြီးတော့အလားရဲ့ personal အလုပ်လေးရှိအဲ့ဒါလေးနည်းနည်းလုပ်မယ် and then ကျမရဲ့ whole uni life တွေကတကယ်ကြီးလဲအိမ်လာလေးလို့ရှိပါတယ် so yes today plan တော့ထားပါရှင်ပြီးတော့မနေ့က Chinese ကလေးကြည့်ရ Akamsis and beautiful အခုဒီနာမည်မမှတ်မိသေး it was so pretty guys ဘယ်လိုပြောမလဲအဲ့လိုမျိုး love ကအရင် pure ဖြစ်ပြီးတော့သူတို့ရဲ့အဲ့ဒီသူတို့ marry လုပ်ပြီးတော့မှတယောက်နဲ့တယောက်နဲ့ကိုဗာလဲတယောက်နဲ့တယောက်နဲ့ချစ်ဖို့အတွက်ကိုချိန်ယူကြတာ so အဲ့ဒီ process လေး it was like butterfly recommend that one အခုနောက်တစ်ခါထပ်ကြည့်ဖို့တော့ကြံစီနေရပဲလုံးစရာရှိရတော့အရင်လုံးလောက်အောင်မယ် maybe နားရဲ့ချိန်နောက်မှာ okay so ဘလေးနည်းနည်းလေးပေါ်လာလို့လောက်ကလေးနည်းနည်းလေးအရင်လောက်ပါမယ်ဘလို့ဆိုတော့ Ella တို့ဒီဘက်အလုပ်တွေမှာလည်းဒီလိုအားတဲ့ချိန်ကြတော့မှ data နဲ့ပတ်သက်တာတွေပြန်ပြီးတော့ကြည့်ကြတယ်လို့မြင်ပါတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးလာတာဘာညာရှင်းတော့လည်းချက်ချင်းပြန်ဖြေပေးရတော့ the best ပေါ့နော် so yes